Gugu gaga ဒီနေ့မှာတော့ကျမရဲ့ fan လေးတယောက်ကကျမကိုကာကူရာလေးဆော့ပြဆိုတော့ကျမနေပြီးဒီနေ့မှာကာကူရာလေးနဲ့ဘယ်လိုလေးချမ်းပြပါမလဲဆိုတော့ရှင်တို့စောင့်ကြည့်လိုက်တော့အောက်ကအချိန်တော့မမြင်ကြအောင်စောင့်မိကြပါရှင်ပွဲစားလာကျမပဲသူများရဲ့ဗရက်ဖြစ်နေတဲ့အချိန်မှာကျမနေပြီးစကီဝါနဲ့ကျမကောက်စားရောကျမထွက်ပြေးပြီးလေးဖလက်ကလည်းကြည့်ပါအောင်ဟာရကျမအသေးသေးလိုက်တဲ့နေတော့ကျမရမလားကျမလုလိုက်တာဒါပေမဲ့မရပါဘူးကိုဘကိုလမ်းမလာတဲ့ဟာကိုမကြည့်အသေးသေးလာထိုးတာကျမထီယိုနဲ့ကျမဂွက်ခဏဆိုကျမခောက်ထည့်ပြီးလိုက်အောင်သူများရဲ့ဗရက်ဖြစ်နေတဲ့အချိန်မှာကျမနေပြီးစကီဝါနဲ့ကောက်စားတာတော့မလေးမရပါဘူးဒါပေမဲ့ကျမလည်းအနီဘက်ကူရှင်ကျမဘေးစစ်တက်နဲ့ရသွားတာကျမဘာသာကျမလမ်းမလာကျမလှုပ်ချင်နေရကျမထီယိုနဲ့ကျမဂွက်ခဏဆိုကျမခောက်ပြီးလိုက်ရောကျမကြည့်နေရှင်းတော့ကျမကာကူလာဟုတ်ဆိုရမယ်ဒီမှာကြည့်ရောဟဲ့ဟာတော့မာဝါရာ oh my god သူများတကကြီးတာတဲ့ကေးကြ तू ကဘာလိုချင်တာရောလိုချင်မှနင့်ထီကျိုးနဲ့ခောက်ပြီးလိုက်မှာပေါ့စိတ်တော့မကောင်းဘူးမလေးဖလက်ကနင့်အသေးတန်ပြေးနေတာပေါ့နင်ပြေးလွတ်မယ်များထင်တာရောဟဲ့အမအဲ့လောက်ဖြစ်နေရောဟဲ့အမတိတ်လိုက်စမ်းကြည့်တာကာကူရာဟုတ်ထက်ဆိုရမှာကြည့်တာရောဟဲ့အဲ့လောက်ဖြစ်နေရောဟဲ့ဟောတော့ဒီကူဖိုင်ကလာကြီးရှုံနေတာအမေမလုပ်ပါနဲ့ဟောတော့ခြုံလေးတဲ့ဝင်ုံမရှိသေးတယ်မကြည့်ပါဘူးဘာမှတော့မလုပ်လိုက်ရဟောတော့ဘလို့ဒမ်မေးကြီးတွေတော့ oh my god ဒီခါမြန်ရအောင်ကာကူရာခုတ်ဆိုပြမယ်ရောဟဲ့ဟောတော့လွယ်သွားတာတဲ့ကာကူရာတွေဟုတ်တယ်ဆွဲနေနောက်ဆုံးတော့ကျမတို့အတင်ရပဲအယုံကြီးနဲ့ရှုံသွားတာပြစ်ပါတယ်စိတ်တော့မကောင်းကျမရဲ့ချစ်ဖန်လေးရေရှင်တို့ရဲ့အကြိုက်လေးကျမကာကူရာကြီးကိုင်းမှသွားပြီးတော့နောက်ခါထပ်မကိုင်းခိုင်းမှနဲ့မကိုင်းတက်လို့ပါတော့အားလုံးပဲဘိုင်ဘိုင်ကျွန်တော်ဗီဒီယိုလေးကြိုက်တဲ့ဆိုကျွန်တော် like follow ရကူညီပေးကြပါဦးခင်ဗျာအားလုံးပဲတတာအပွား